အထက်ပါ၄စုကုန်သောတနင်္ဂနွေနေ့ဖွားမြတ်ဘုရားများကိုဂါထာနဲ့ရှ िख ိုးပူဇော်ကြော့ကြရမှာဖြစ်ပါတယ်ပြီးတော့ကြော့ပြီးပြီဆိုရင်ဆုတောင်းမှုပြုကြရမှာဖြစ်ပါတယ်ပထမဆုံး၄စုသောမြတ်ဘုရားများကိုဂါထာဖြင့်ရှ िख ိုးမှာဖြစ်ပါတယ်မေတင်္ဂရောသောဘိတောစပိယဒတိတိခိစီနောရဝိဝါရေအပိဇာတာတေနမသမိတာတရံအဲ့ဒါကတနင်္ဂနွေနေ့ဖွားမြတ်ဘုရားများကိုရှ िख ိုးတဲ့ဂါထာဖြစ်ပါတယ်အဲ့လိုရှ िख ိုးပူဇော်ပြီးတဲ့နောက်ပိုင်းမှာမိမိတို့အဲ့လိုရှ िख ိုးပူဇော်ဖူးမြော်မှန်းလျှော့ကြော့ရတဲ့အတွက်ကြောင့်မိမိတို့လိုတဲ့ဆုကိုတောင်းရမှာဖြစ်ပါတယ်အဲ့ဒီဆုတောင်းကိုတော့ဂါထာနဲ့ပဲဆုတောင်းရမှာဖြစ်ပါတယ်ဘယ်လိုဆုတောင်းပြီးတော့ဘယ်လိုဂါထာရွတ်မလဲဆိုတော့နဝေနာနေနာကမ္မေနဝိနတတုဘောရဏကံသတုံနံဗုဒ္ဓတေဇေနတရာတုခိဘဝန္တုမေအထက်ပါဂါထာနှစ်ပုဒ်ရဲ့မြန်မာပြန်ကတော့ဤလေးစုကုန်သောတနင်္ဂနွေနေ့ဖွားမြတ်ဘုရားမြတ်အားအကျွန်ုပ်သည်ယုသေးစွာရှ िख ိုးကြော့ပါ၏ဤသို့ရှ िख ိုးပူဇော်မှုမျောမှန်းလျှော့ကြော့ရသောကုသိုလ်ကံအတဲ့ကြောင့်ကံဟောင်းကံဆိုးကံညစ်မကောင်းသောကံများပျောက်ဆုံးပျက်စီးပါစေဤလေးစုကုန်သောမြတ်ဘုရားတို့ဤတကူဒေဇောအာနုဘောကြောင့်တနင်္ဂနွေနေ့ဖွားဘုရားတပည့်တော်အားအမျိုးသားဆိုလို့ရှိရင်ဘုရားတပည့်တော်အားအမျိုးသမီးဆိုလို့ရှိရင်ဘုရားတပည့်တော်မအားပေါ့လေနေရောညပါအခါခတ်သိမ်းချမ်းသာဒုက္ခအဝဝနဲ့ပြည့်စုံပါသည်သာအရှင်မြတ်တို့ဘုရားလို့ဆုတောင်းမှုပြုရပါမယ်အဲ့လိုဆုတောင်းမှုပြုလိုက်မယ်ဆိုလို့ရှိရင်မိမိတို့မှာကံတွေပွင့်လာပါလိမ့်မယ်ကံတွေမြင့်လာပါလိမ့်မယ်ယုံယုံကြည်ကြည်နဲ့ရွတ်ဆိုပူဇော်ရပါနောက်တစ်ခါတနင်္လာနေ့ဖွားမြတ်ဘုရားများတနင်္လာနေ့မှာဖွားမြင်တော်မူကြတဲ့မြတ်စွာဘုရားများကတော့တရဏင်္ဂရာဘုရားအနောမဓာတိဘုရားအထဓာတိဘုရားဝတ္တဗုဘုရားများဖြစ်ပါတယ်ထိုဘုရားရှင်များကိုဂါထာနဲ့ရှ िख ိုးပူဇော်ပါမယ်တရဏင်္ဂရာနောမသအထဓာတိသဝတ္တဗုသန္တဝါရေအပိဇာတာတေနမသမိတာတရံနဝေနာနေနာကမေနာဝိနသတုဘောရဏကံသတုံနံဗုဒ္ဓတေဇေနတရာတုခိဘဝန္တုမေမြန်မာပြန်ကြပါဤတနင်္လာနေ့ဖွားမြတ်ဘုရားများအားအကျွန်ုပ်သည်ယိုသေးစွာရှ िख ိုးကြော့ပါ၏ဤသို့ရှ िख ိုးပူဇော်မှုမျောမှန်လျှော့ကြော့ရသောကုသိုလ်ကံအသက်ကြောင့်ကံဟောင်းကံဆိုးကံညစ်မကောင်းသောကံများပျောက်ဆုံးပျက်စီးပါစေဤလေးစုကုန်သောမြတ်ဘုရားတို့၏တကုတေဇောအာနုဘောကြောင့်တနင်္လာနေ့ဖွားဘုရားတပည့်တော်အားတနင်္လာနေ့ဖွားဘုရားတပည့်တော်မအားနေရောညပါအခါခတ်သိမ်းချမ်းသာဒုက္ခအဝဝနှင့်ပြည့်စုံပါစေသာအရှင်မြတ်တို့ဘုရားနောက်တကအင်္ဂါနေ့ဖွားမြတ်ဘုရားများကိုရှ िख ိုးပူဇော်ရမှာဖြစ်ပါတယ်အင်္ဂါနေ့မှာဖွားမြင်တော်မူကြတဲ့မြတ်စွာဘုရားရှင်များကတော့ဒီပင်္ဂရာဘုရားပဒုမဘုရားဓမ္မဓာတိဘုရားကကုတံဘုရားများဖြစ်ပါတယ်အဲ့ဒါကိုဂါထာဖြင့်ရှ िख ိုးပူဇော်ရမှာဖြစ်ပါတယ်ဒီပင်္ဂရောပဒုမောသဓမ္မဓာတိကကုတံတော်ဘောမဝါရေအပိဇာတတေနမသမိတာတရံနဝေနာနိနာကမေနာဝိနတတုဘောရဏကံသတုံနံဗုဒ္ဓတေဇေနတရာတုခိဘဝန္တုမေဤအာနိဘွားမြတ်ဘုရားများအားအကျွန်ုပ်သည်ယိုသေးစွာရှ िख ိုးကြော့ပါ၏ဤသို့ရှ िख ိုးပူဇော်မှုမျောမှန်လျှော့ကြော့ရသောကုသိုလ်ကံအသက်ကြောင့်ကံဟောင်းကံဆိုးကံညစ်မကောင်းသောကံများပျောက်ဆုံးပျက်စီးပါစေဤလေးစုကုန်သောမြတ်ဘုရားတို့၏တကုတေဇောအာနုဘောတော်ကြောင့်အင်္ဂါနေဘွားဘုရားတပည့်တော်အားအင်္ဂါနေဘွားဘုရားတပည့်တော်မအားနေရောညပါအခါခတ်သိမ်းချမ်းသာဒုက္ခဝဝနှင့်ပြည့်စုံပါသည်သာအရှင်မြတ်တို့ဘုရားနောက်တခါဗုဒ္ဓဟူးနေ့မှာဖွားမြင်တော်မူကြတဲ့မြတ်ဘုရားများကိုရှ िख ိုးရမှာဖြစ်ပါတယ်ဗုဒ္ဓဟူးနေ့မှာဖွားမြင်တော်မူကြတဲ့မြတ်ဘုရားများကတော့ကွန်တင်ညဘုရားနာရဒဘုရားသိဒ္ဓတဘုရားနဲ့
ကောနာဂုံဘုရားမြတ်ဖြစ်ပါတယ်ကောန္တိညောနာရတောတတ္ထာသိဋ္ဌာတောကောနာကမနောဗုဒ္ဓဝါရေအဘိဇာတာတိနမတာမိတာတရံနဝေနာနိနာကံမိနာဝိနတတုပောရဏကံသတုံနံဗုဒ္ဓတေစီနာတရာတုခိဘဝန္တုမေဤဗုဒ္ဓဥနေဘဝမြတ်ဗျာမြတ်အားအကျွန်ုပ်သည်ရောသေးစွာရှိကိုကြောပါ၏ဤသို့ရှိခိုးပူဇော်မှုမြတ်မှလျှော့ကြောရသောကုသိုလ်ကံအသက်ကြောင့်ကံဟောင်းကံဆိုကံညင်မကောင်းသောကံများပျောက်ဆုံးပျက်စီးပါစေဤလေးစုကုန်သောမြတ်ဗျာတို့ဤတကုတေဇောအနုဘော်တော်ကြောင့်ဗုဒ္ဓဟူနေဘွားဖရာတပည့်တော်အားဗုဒ္ဓဟူနေဘွားဖရာတပည့်တော်မအားနေရောညဘာခခသိချမ်းသာဒုက္ခအဝဝနှင့်ပြည့်စုံပါစေသာအရှင်မြတ်တို့ဖရာနောက်တစ်ခါကြာသာပရိနိဖွာမြတ်ဖရာမြတ်ကိုရှိခိုးပူဇော်ရမှာဖြစ်ပါတယ်ကြာသာပရိနိမှာဖွာမြင်တော်မူကြတဲ့မြတ်စွာဘုရားများကတော့မင်္ဂလဖရာပဒုမုဒ္ဒရဖရာတိတ်တဖရာနဲ့ကတ္တဗဖရာများဖြစ်ပါတယ်မင်္ဂလောပဒုမုဒ္ဒရောတိတ်သောနာထောစကတ္တဘောကုရဝါရေအဘိဇာတာတေနမတာမိတာတရံနဝေနာနိနာကမေနာဝိနတတုပောရဏကံသတုံနံဗုဒ္ဓတေစီနာတရာတုခိဘဝန္တုမေဤဇာတာပရိနိဘွားမြတ်ဗျာမြတ်အားအကျွန်ုပ်သည်ရောသေးစွာရှိခိုးကြောပါ၏ဤလိုရှိခိုးပူဇော်မှုမြတ်မှန်လျှော့ကြောရသောကုသိုလ်ကံအသက်ကြောင့်ကံဟောင်းကံဆိုကံညင်မကောင်းသောကံများပျောက်ဆုံးပျက်စီးပါစေဤလေးစုကုန်သောမြတ်ဗျာတို့၏တကုတေဇောအနုဘော်တော်ကြောင့်ဇာတာပရိနိဗ္ဗာန်ဘုရားတပည့်တော်အားဇာတာပရိနိဗ္ဗာန်ဘုရားတပည့်တော်မအားနေရောညဘာခခသိချမ်းသာဒုက္ခအဝဝနှင့်ပြည့်စုံပါစေသာအရှင်မြတ်တို့ဖရာနောက်တစ်ခါတောက်ကြနေဘွားမြတ်ဘုရားမြတ်ကိုရှိခိုးပူဇော်ကြရမှာဖြစ်ပါတယ်တောက်ကြနေမှာဘွားမြင်တော်မူကြတဲ့ဘုရားရှင်များကတော့သူမနဖရာသူမေရာဖရာဘုဒ္ဓဘုရားနဲ့ဂေါရမဘုရားများဖြစ်ပါတယ်သူမနောသူမေရောဗုဒ္ဓဘုဒ္ဓစီနောသဂေါတမောလောကဝါရေအဘိဇာတာတေနမတာမိတာတရံနဝေနာနိနာကမေနာဝိနတတုပောရဏကံသတုံနံဗုဒ္ဓတေစီနာတရာတုခိဘဝန္တုမေဤလောက်ကြနေဘွားမြတ်ဗျာမြတ်အားအကျွန်ုပ်သည်ရောသေးစွာရှိခိုးကြောပါ၏ဤလိုရှိခိုးပူဇော်မှုမြတ်မှန်လျှော့ကြောရသောကုသိုလ်ကံအသက်ကြောင့်ကံဟောင်းကံဆိုကံညင်မကောင်းသောကံများပျောက်ဆုံးပျက်စီးပါစေဤလေးစုကုန်သောမြတ်ဗျာတို့၏တကုတေဇောအနုဘော်တော်ကြောင့်တောက်ကြနေဘွားဘုရားတပည့်တော်အားတောက်ကြနေဘွားဘုရားတပည့်တော်မအားနေရောညဘာခခသိချမ်းသာဒုက္ခအဝဝနှင့်ပြည့်စုံပါစေသာအရှင်မြတ်တို့ဖရာနောက်တခါစနေနေ့ဘွားမြတ်ဖရာမြတ်ကိုရှိခိုးပူဇော်ကြရမှာဖြစ်ပါတယ်စနေနေ့မှာဘွားမြင်တော်မူကြတဲ့ဖရာရှင်များကတော့တဏင်္ဂရာဖရာဇီဝတဖရာသူဇာတဖရာနဲ့ဝိပဿိဖရာများဖြစ်ပါတယ်တဏင်္ဂရောယေဝတောဇာသူဇာတောဇဝိပဿိကောသောရိဝါရေအဘိဇာတာတေနမတာမိတာတရံနဝေနာနိနာကမေနာဝိနတတုပောရဏကံသတုံနံဗုဒ္ဓတေစီနာတရာတုခိဘဝန္တုမေဤစနေနေ့ဘွားမြတ်ဗျာမြတ်အားအကျွန်ုပ်သည်ရောသေးစွာရှိခိုးကြောပါ၏ဤသို့ရှိခိုးပူဇော်မှုမြတ်မှန်လျှော့ကြောရသောကုသိုလ်ကံအသက်ကြောင့်ကံဟောင်းကံဆိုကံညင်မကောင်းသောကံများပျောက်ဆုံးပျက်စီးပါစေဤလေးစုကုန်သောမြတ်ဗျာတို့၏တကုတေဇောအနုဘော်တော်ကြောင့်စနေနေ့ဘွားဘုရားတပည့်တော်အားစနေနေ့ဘွားဘုရားတပည့်တော်မအားနေရောညဘာခခသိချမ်းသာဒုက္ခအဝဝနှင့်ပြည့်စုံပါစေသာအရှင်မြတ်တို့ဖရာ